ကျွန်တော်တို့စတီပေါ့စတီမှာကျွန်တော်ဒီမှာဝင်းနေတာပဲဗျာကာလာပိုင်းမှာတော့သူကလုံးဝစိတ်ချရတယ်အယောင်ကာလာကိုသူလုံးဝရွှဲထားတာပေါ့ဒါကျွန်တော်တို့ထိုင်ကုန်ဖြစ်နေလို့ဒီမှာအားလာတော့အောက်ကဆေးသားကိုပေါ့နော်ကျွန်တော်ဒီလိုက်ကာတော့အစီလေးပဲတုတ်ထားတယ်နော်ကျွန်တော်တို့ကအမြတ်နစ်ကန်တင်ပြီးတော့ကျွန်တော်တို့ဒီကာလာဆေးပိုင်းကိုသူကဟိုပါပေါ့နော်ကျွန်တော် weight short တာတော့ဘာလို့မရှိပါဘူးခင်ဗျပစ္စည်းကောင်းလိုချင်တော့ကျွန်တော်ဆိုင်လာခဲ့ပါလို့ဖြစ်ခေါ်ပါတယ်စေးသားပိုင်းမှာတော့အာမခံတယ်နော်ဒီမှာမြင်တဲ့အတိုင်းဒါတို့ကအပြင်မှာဆိုပူဆိုးတယ်ညာဒါတော့ဆိုးနေတာပဲ share ပဲနော်ဒါပါမယ်ဆိုရင်ဒါအစံသင်းရပြီနော်ဒါကျွန်တော်စတီလေးရှိတဲ့အကြီးရဲ့အသေးတွေကျွန်တော်ဒီ site ကြီးတွေပေါ့နော်ဒါဖျားစဉ်ပီတိုကတင်မန်တေကွန်အစုံအလင်းရှိပါတယ်လို့ဒီမှာပဲပါမယ်ဆိုရင်တော့သူအစံသင်းရပါပြီဒီဒါလေးတွေဒီမှာလည်းနောက်အစုံလေးရှိတယ်ဒီမှာတုတ်နေခံစည်းတွေတုတ်နေအဲ့တော့ကျွန်တော်နိုင်ငံသားစီပဲတုတ်ပါတယ်နော်အားလုံးကျေးဇူးပါဗျမာမစင်တာဆင်းနေရပါပြီတော့ရောက်ပို့ပေးပါလေအိမ်ရောက်ဝန်ဆောင်မှုပေးပါခင်ဗျအားလုံးကျေးဇူးပါဗျ